အတိမတရဲ့အသားမဝက်တဲ့ကျမတို့အင်္ဂါလေးဝက်သားဆိုတအားကြိုက်ကြတယ်ပေါ့တစ်ပတ်မှာ2ရက်3ရက်လောက်ကတော့အမြဲနဲ့ချက်ကျွေးရပါတယ်ရှင်ဒီနေ့လဲဝက်နံယိုနုလေးတွေရလာတယ်ပြီးတော့အမေကြိုက်တဲ့ဝက်3တက်သားလေးနဲ့ရောပြီးချက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဝက်နံယိုနုလေးကတော့ကျမအမျိုးသားအကြိုက်ပေါ့နော်ကဲဝက်သားလေးကိုတရီလေးလုံးပေးလိုက်ပါမယ်ရှင်လုံးလာတာစီလေးရဖြစ်ဖြစ်မြည်ပြီဆိုလို့ရှင်တော့ကျမကရေလေးအမြုပ်ထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်ကဲဒီရေလေးတရီကဝက်သားလေးနူးသွားပြီဆိုတော့မှကျမကအာလူကိုထည့်လိုက်မယ်အာလူကတော့စားဆွေးနေချုံမုံနှက်ပြီးသားအာလူလေးကိုထည့်လိုက်ပါမယ်ရှင်ပြီးခဏမွေပြီးတော့တည်ထားပေးလိုက်ပါမယ်အာလူလေးနည်းနည်းဤသွားအောင်လို့ကျန်တဲ့ရေလေးနည်းနည်းခမ်းအောင်ထပ်ပြီးတော့တည်ပေးလိုက်ပါမယ်ရှင်ကဲအဖုံးလေးအုပ်ပြီးတော့တည်ထားလေးပေးလိုက်မယ်ကဲအာလူလေးနည်းနည်းဤသွားပြီဆိုတော့မှကျမကဝက်သားအာလူကိုထပ်ပြီးတော့နူးဖို့အတွက်ကျမကတရီထပ်ထည့်ပါမယ်အချိုငံကိုလည်းကိုယ်စိတ်ကြိုက်ပြင်ဆင်လိုက်ပါတယ်ရှင်ဝက်သားနဲ့အာလူလေးနူးဤစီဖို့အတွက်ကျမကရေမြုပ်ထပ်ထည့်လိုက်တယ်ပြီးရင်ဖုံးလေးအုပ်ပြီးတည်ပေးလိုက်ပါမယ်နော်ကဲခဏနေလို့ကြည့်လိုက်လို့ရှိရင်အာလူလေးကလည်းဣသွားပြီဝက်ခောက်လေးကလည်းဣသွားပြီဆိုလို့ရှိရင်တော့ကျမကဝက်အာလူဟင်းလေးရပြီပေါ့နော်ဝက်အာလူဟင်းလေးကိုကျမကဒီနေ့တော့စီပြန်ရေချမ်းဟင်းလေးစားမှာပဲဖြစ်ပါတယ်ရှင်